ကျမတို့ဟာမျှော်လင့်ခြင်းတွေကိုစားသုံးပြီးအသက်ရှင်လာခဲ့ကြတာပါစားသုံးရင်မျှော်လင့်ခြင်းတွေကုန်ခန်းလို့ပေါ့ဖတ်ဖြစ်ပေးစရာမျှော်လင့်ခြင်းအသစ်တွေလည်းမရှိဒါပေမဲ့စာလောင်ခြင်းတွေကတော့မဖြေကပဲနဲ့ကိုပြည့်နေလေရဲ့ကျမတို့ဟာစန္ဒရဲ့သားကောင်တွေပါကျမတို့ဟာအယူအချင်းချင်းလက်ခုပ်တီးပေးပြီးကခိုင်းနေကြသူတွေပါကျမတို့ဟာကိုမေ့လျော့ထားပြီးတပားသူတွေရဲ့အကြောင်းအရာတွေနဲ့နစ်မွန်းနေကြသူတွေပါကျမတို့ဟာမှန်ကြည့်နေပေမဲ့ကိုမမြင်ကြတဲ့အကန်းတွေပါကျမတို့ဟာတင်းသက်ခံထားရတဲ့သစ်ပင်တွေကိုရေလောင်းပေါင်းတင်ရင်စိမ့်လန်းဆိုပြေဖို့စောင့်မျှော်နေကြသူတွေပါကျမတို့ဟာပန်းတိုင်ကိုသိပါတယ်အသိချင်းပြိုင်နေကြပေမဲ့တကယ်မသိကြတဲ့သူတွေပါစန္ဒာဝင်းထွန်း